မောဖိတ်ခေါ်ပါတယ်ဟာ မင်္ဂလာပါရှင်အေးမင်္ဂလာပါသမီးရဲ့သမီးကညီမဆန်ဆန်ဝတ်စားလေးနဲ့လာပြိုင်တာနော်ဘာသချင်းဆိုဖို့ရည်ရွယ်ထားလဲဒါမျိုးလေးဝတ်လာသမီးဖေဖေလွမ်းလို့အေးသမီးဖေဖေကိုလွမ်းလို့အဲ့တော့စုံမဲ့တချင်းရမယ်ဖေဖေတာရုခေါ်ပါဟောဖေဖေတာရုခေါ်ပါဟောအဲ့ဒီတချင်းဖေဖေကိုလွမ်းလို့ဆိုမှာတဲ့အဲ့ဆိုရင်သမီးရဲ့နာမည်လေးမြတ်သူပါရှင်မြတ်သူသမီးပြီးတော့ဘယ်ကလာပြိုင်လဲပြီးတော့ဘယ်နှတန်းရောက်ပြီလဲအသက်ဘယ်လောက်ရှိပြီလဲပြောပြအောင်သမီးခုလာပြိုင်တာကတော့ရန်ကုန်တိုင်းဒေသကြီးကြီးမနာမြို့နယ်အေးရွာအနောက်ပိုင်းမှာလာရှင်ပြိုင်တာဖြစ်ပါတယ်ရှင်သမီးခုကျောင်းတက်နေတာတော့အေးရွာအမက်က73ပညာသင်ကြားနေပါတယ်ရှင်သမီးအသက်ကတော့8နှစ်ပါဒါမေးစရာကြံသေးတော့ရပါပြီတော်တော်ပြည့်စုံပါဟုတ်ပြီအဲ့တော့သမီးကိုဒီနေရာထိလိုက်ပြီးပတ်မိုးပေးတဲ့သမီးမိသားစုဝင်ဘယ်သူပါခဲ့လဲသမီးရဲ့ဆရာကြီးဦးအောင်ယူပါသမီးရဲ့ဆရာကြီးသမီးဆရာကြီးဟလားဒါဆိုလို့ရှိရင်သမီးရဲ့ဆရာကြီးကနေသမီးလေးအစိုးမပြိုင်ခင်မှာအားရှိသွားအောင်အားပေးစကားလေးတစ်ခွန်းလောက်ချင်းမြင်ပေးပါအောင်ဗျာဆရာတပည့်စူးစမ်းမှုတွေအောင်မြင်ပါစေလို့စူးစမ်းမှုအောင်မြင်ပါစေအောင်မြင်ပါပါနော်ဟုတ်ပြီသမီးရှင်ပြိုင်မဲ့ဖေဖေတာရုခေါ်ပါတချင်းကိုအားလုံးနဲ့အတူတူဦးလည်းနားထောင်နေမယ်နော်တာဒုက္ခပါအဖေဟ
ပေါ့အဖေနေရတကအဖေမျက်နှာထင်လာပေါ်လာပြီသမီးမျက်လုံးမလဲအဖေသမီးထင်မလဲအဖေမြင့်မို့တောင်းစီနေရှင်အဖေမြတ်တယ်ဘူမေရောင်ထင်မေဝေကိုစိတ်ချအဖေ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 အတင်းလာရီဖေချီတော့ထားရီဖေချီတူအမလာလေးလေးဖေရှိဦးရအသားရှိနေအဖေ သမီးရဲ့သမီးအဲ့ဒီခံစားချက်အပြည့်နဲ့ဆိုလိုက်တာအကဲဖြတ်ထိုင်နေလဲမျက်ရည်ကျကုန်ပြီသမီးတွေမဟုတ်ဘူးဦးတို့ပရဇနာ2ယောက်လုံးလဲအောက်မှာထိုင်စင်မတက်တော့မှမလို့မနေ့မျက်ရည်တုပ်ပြီးတက်လာသမီးလိုပါပဲ